အကြတရားကို attractive ဖြစ်စေတာသူ့ရဲ့ရုပ်ရည်သူ့ရဲ့ပုံစံမျိုးကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့ပုံနေပုံထားသူ့ရဲ့ personality သူ့ရဲ့ character ကြောင့်ပဲမိန်းကလေးများဆိုတွေများဆိုတော့သူ့ကို attractive ဖြစ်တယ်လို့ခံစားကြတယ် attractive ဖြစ်တယ်လို့မြင်ကြတယ်ဒါပေမဲ့အဲ့အရာတွေထက်တကယ်ပိုပြီးတော့ attractive ဖြစ်စေတာအချက်နာရှိတယ်ပထမတစ်ချက်သူ့မှာတည်ငြိမ်တဲ့ confidence တခုရှိတယ်ဘလို့အခြေအနေပဲရောက်ဘလို့မျိုးပဲဖြစ်အဲ့ဒီယောက်ျားလေးဒီစိတ်ကိုတည်ငြိမ်နဲ့ထားပြီးတော့ပြဿနာတခုဖြစ်ရှင်တယ်ဥပမာတချို့သောလူတွေလို့မဟုတ်တချို့သောယောက်ျားလေးလို့တချို့သောကောင်တွေလို့ဟောပြဿနာဖြစ်လာဟဲ့တော့ဟိုနေတာကြီးဘလို့လုံးမလို့ဟဲ့နေငါတို့ဒါကြီးဘလို့ဖြစ်ရမလဲဟာကြောင်ကြီးသွားပါပြီကွာငါတို့တွေကတော့ဆိုပြီးတော့အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကိုမထိန်းနိုင်ပဲကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်နဲ့မထားနိုင်ပဲနဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့ကောင်ကပို့ပြီးတော့ရှင်းပြောရင် attractive ပို့ပြီးနေတယ်အဲ့ဒါတက်ခုနကပြောသလိုမျိုးစိတ်ကိုတည်ငြိမ်ထားတယ်ပြဿနာတစ်ခုဖြစ်လာတယ်ဆိုရင်တော့မှအေးဟုတ်ပြီခဏလေးအောင်စဉ်းစားပြစေနောက်ရတဲ့ဒါလုံးနောက်ရဒီပြဿနာလေးကိုဖြစ်လာတယ်အဲ့တော့ဒီပြဿနာဖြေရှင်းဖို့တော့ကနောက်ရလောက်ဆောင်ချက်တစ်ခုရှိတယ်ဖြေရှင်းချက်တစ်ခုရှိတယ်နောက်ရဒါကြီးလုပ်မယ်โอเคရပြီစင်ပြေပြီပြဿနာဖြေရှင်းပြီးသွားပြီအဲ့ပြဿနာဖြေရှင်းပြီးသွားတဲ့အချိန်ကျသူ့ဘေးနားမှာရှိတဲ့လူတွေအကုန်လုံးကသူ့ impress ကိုရပါမှာသူ့အပေါ် impression တစ်ခုတင်သွားမှာဟာဒီကောင်ဟုတ်လိုက်ပြီလားဟာဒီကောင်စိတ်ကတည်ငြိမ်နဲ့ပြဿနာကိုဖြေရှင်းသွားပါလားပေါ့ဆိုပြီးသူတို့စိတ်ထဲမှာအဲ့လိုမျိုးထင်သွားမှာအဲ့တော့ခုနကစိတ်ကိုမတည်ငြိမ်မထားနိုင်မဲနဲ့အဲ့လိုမျိုးစိတ်လောကြီးနဲ့ပြဿနာကိုဖြေရှင်းတဲ့ကောင်တဲ့ဒီလိုမျိုးစိတ်ကိုတည်ငြိမ်ထားပြီးတော့ပြဿနာကိုဖြေရှင်းနိုင်တဲ့ကောင်ကိုလူတွေကပို့ပြီးတော့အားကြတယ်လူတွေကပို့ပြီးတော့လေးစားကြတယ်အဲ့တော့ကိုကလူတွေကိုစိတ်ဝင်စားခံစေခြင်းနဲ့လူတွေရဲ့ attractive ကိုလူတွေရဲ့ attention ကိုရစေခြင်းနဲ့ဆိုရင်ပထမဆုံးတော့မှတစ်ချက်ကစိတ်ကိုတည်ငြိမ်ထားပါစိတ်ကိုတည်ငြိမ်ထားမှလူတွေကကိုယ်ကိုလေးစားလာမယ်ပြောချင်တာကလူတွေကဘယ်သူမှအဲ့လိုမျိုးအမြဲတမ်းအော်ကြီးဟိတ်ချေအမြဲတမ်းအော်ဟိတ်ပြီးရှောက်ပြောနေတာဘာမှမဟုတ်ဘဲနဲ့အမြဲတမ်းအော်နေတဲ့ကောင်မျိုးဘယ်သူမှအလေးနဲ့မထားဘူးဘယ်သူမှလည်းလေးစားမလို့မဟုတ်လို့ဘယ်သူမှလည်း attention မပေးဘူးအဲ့ဒါအထက်ခုနကတည်ငြိမ်ပြီးတော့ခုနအေးစစ်စစ်နဲ့နေတဲ့လူမျိုးလူတွေပို့ပြီးတော့လေးနဲ့ထားကြတယ်လူတွေပို့ပြီးလေးစားကြတယ်အဲ့ဒါဘာလို့တစ်ချက်လူတွေတစ်ချက်ကမင်းဒီရှင်ပြိုင်လို့စိတ်ရှိရမယ်မင်းမှာရှင်ပြိုင်တဲ့စိတ်ရှိရမယ်ဘယ်နေရာမှာပဲမနေဘယ်နေရာမှာပဲမဆို support မှာပဲဖြစ်အားကစားမှာပဲဖြစ် academic စာသင်တဲ့နေရာမှာစာလုပ်တဲ့နေရာမှာစာရေးဘာညာလေ့လာတဲ့နေရာမှာပဲဖြစ် relationship နေရာမှာပဲဖြစ်အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ကိုဒီတခြားလူတွေတခြားယောက်ျားလေးတွေနဲ့ကိုရှင်ပြိုင်နိုင်မှရမယ်ရှင်ပြိုင်လို့စိတ်ရှိမှရမယ်အဲ့ဒါမှလည်းလူတွေကကိုရှင်းပြလေးစားလာမှာလူမင်းမနိုင်တာမနိုင်တာတက္ကနာထားကိစ္စမရှိဒါပေမဲ့မင်းမရှင်ပြိုင်လို့စိတ်ရှိတယ်ပြီးတော့မင်းမဒီပြိုင်ပွဲကြီးကိုဒီပွဲကြီးကိုမင်းမနိုင်ဖို့အတွက်နိုင်ခြင်းနဲ့စိတ်ဓာတ်ရှိတယ်ဆိုရင်မင်းကိုလူတွေကလေးနဲ့လေးစားလာမှာဟာဒီကောင်သူ့ရဲ့ confidence ကိုကြိုက်တယ်သူ့ရဲ့ရှုံနိုင်အောင်လုပ်မှာပြီဆို confidence ကိုကြိုက်တယ်ဒါကြောင့်ဒီမို့မိန်းကလေးတွေပါမင်းရဲ့ရှင်ပြိုင်မှုကိုသူတို့ကပို့ပြီးတော့စိတ်ဝင်စားအောင်ပါဒီတည်းကတခြားကောင်တွေပြန်ရဲတယ်ဒီကောင်တခြားလူတွေနဲ့လုံရဲတယ် relationship မှာဆိုတော့ငါရဲ့ကောင်လေးငါရဲ့ယောက်ျားကတခြားကောင်တွေနဲ့ရှင်ပြိုင်ရဲတယ်ငါ့ကိုရဖို့အတွက်တခြားကောင်တွေနဲ့ရှင်ပြိုင်ရဲတယ်တခြားယောက်ျားတွေနဲ့ရှင်ပြိုင်ရဲတယ်အဲ့ဒါတစ်စင်ကိုယ့်ရဲ့ကောင်လေးဖြစ်ကိုယ့်ရဲ့ကောင်လေးဖြစ်လာမဲ့လူကပဲဖြစ်ကိုယ့်ရဲ့ကောင်လေးဖြစ်လာမဲ့မိန်းကလေးကပဲဖြစ်ကိုယ်ပို့ပြီးတော့ချစ်ကျွမ်းဝင်လာမှာပါပြောရင်ကိုယ့်ကောင်မလေးကလည်းကိုယ်လေးစားလာချစ်ကျွမ်းပို့ပြီးဝင်လာမယ်ကိုယ့်ကောင်မလေးဖြစ်လာမဲ့ကောင်မလေးကလည်းကိုယ်ပို့ပြီးတော့စိတ်ဝင်စားလာကိုယ်ပို့ပြီးတော့ချစ်သွားအောင်မယ်ဒီကောင်ဟုတ်တယ်ဒီကောင်လုံရဲဒီကောင်မှဖြစ်ရဲတယ်အဲ့ဒါတဲ့ခုနလိုမျိုးမရှင်ပြန်ရဲဘူးကြောက်နေတခုဆိုလည်းမြေတိတ်လေးကြောက်နေပြီးတော့မမလို့ရဲမမပြောရဲမမဖြစ်ရဲအခန်းထဲမှာဆိုလဲစာလုံးနေတဲ့အချိန်စာရေးပါညာမေးတဲ့အချိန်မှာဆိုလဲဆီယာမစာမေးပြီဆိုလဲနာမည်လေးခေါ်လို့မရှိသေးဘူးမပြန်ပြောရတော့
တချို့ဆိုနာမည်ခေါ်ရုံနဲ့တော့နာမည်တော့ပြန်မထိုးတဲ့ကောင်တွေရှိတယ်ဘာလို့ဆိုအဲ့ဒီသူတို့မေးတဲ့မင်းကိုဆီယမတွေမေးတဲ့မင်းကိုပြန်မဖြေရဲလို့ကြောက်နေလို့နောက်ဒီပြောရင်အတန်တွေကကောင်းနေရှင်မြန်ရဲမှာကြောက်လို့ကျွန်တော် presentation တော့ကျွန်တော်ဘယ်သူမှမကြောက်ဘူးညမေဘာနေနေငါ့ဘာဖြစ်နေကိုမှ script မကြက်ခဲ့ထားဘူးဆိုရင်တော့မှ confidence ရှိနေကျွန်တော်ခေါင်းထဲမှာရှိရကျွန်တော်ပြောတယ်အနည်းဆုံးတော့ confidence ရှိခဲ့တယ်အနည်းဆုံးတော့လူတွေရှေ့မှာ confidence ရှိနေတာ presentation တစ်ခုပြီးအောင်လုပ်နိုင်ခဲ့တယ်အဲ့ဒါအရေးကြီးတယ်ဒီလိုတချို့လူတွေ presentation လုပ်နေတယ်လည်းအရှိရောက်သွားရင်တိတ်သွားပြီးတော့လုံးဝကြောက်နေတယ်လို့ nervous ဖြစ်နေတယ်လို့ no အဲ့လိုလုပ်မရအဲ့လိုမျိုးသာလုပ်ရင်တခြားသောကျွန်တော်လူမျိုးကခင်ဗျားတို့ကြောက်တတ်သွားမှာကျွန်တော်လူမျိုးကကြောက်နေမှာမဟုတ်ဘူးမိဘာနေနေတော့လုံမှာပဲအဲ့တော့အရှိရောက်ရင်တချို့ဆိုကျွန်တော်ပြောလို့ရှိရင်မင်းကအရှိရောက်ရင်မင်းမမင်းအမြဲတမ်း shine ဖြစ်သွားတဲ့ကောင်မင်းက station ရှေ့ရောက်တော့မင်းကကိုယ်တိုင်တောက်ပါတော့တဲ့အကောင်ဆိုပြီးတချို့ကောင်တွေတချို့လူတွေကျွန်တော်ကိုအဲ့လိုတင်စားပြီးပြောကြအမှန်တကယ်တော့မဟုတ်အမှန်တကယ်တော့ကျွန်တော်မတိုင်ခင်တော့က10ခေါက်နီးပါးလောက်10ခေါက်တော့မကောက်အခေါက်20အခေါက်30လောက်ကျွန်တော်အဲ့ဒီ presentation မတိုင်ခင်မှာ practice လုပ်ခဲ့လို့တချို့သောလူတွေအပြင်နေမှညာသွားပြီးလေပြင်နာသွားပြီးပျော်နေတယ်ပြင်နာသွားပြီးတော့သူတို့တင်ရချင်းပျော်နေတဲ့အချိန်မှာကျွန်တော်ကကိုနေနေတဲ့နေရာမှာကျွန်တော်နေပြီးတော့ဒီနောက်တစ်ပတ်မှာလုံးဝ presentation တော့ကျွန်တော် script တွေကြက်နေတာအချိန်ပေးပြီး energy ပေးပြီးကျွန်တော်အဲ့ဒီ script ကိုကျွန်တော်အတောင်ကြက်နေငါဒီတလုံးမကျန်တာအကုန်လုံးငါမတ်မိအောင်လုပ်မယ်ဆိုတဲ့စိတ်ပြောရင်တခြားကောင်းတွေနဲ့ရှင်ပြိုင်ခြင်းနဲ့စိတ်ကကျွန်တော်ဒီမှာရှိနေတော့ဒီကောင်းတွေကအကုန်လုံးတယောက်မကျန်တာအကုန်လုံးဖြုတ်ချပြစ်ခြင်းနဲ့စိတ်ရှိလို့ငါဒီ script ထဲမှာရှိတဲ့စကားလုံးတွေတလုံးမကျန်တာအကုန်မတ်မိအောင်လုပ်မယ်ဆိုတဲ့စိတ်ကကျွန်တော်ထဲမှာရှိနေလို့အဲ့တော့ stay ရှေ့ရောက်သွားတယ်ဒါမှမဟုတ်လူတွေရှေ့ရောက်သွားရဆိုရင်တော့ကျွန်တော်ကိုယ့်ရဲ့စိတ်က nervous ဖြစ်နေဒါတော့လူတိုင်းဖြစ်တယ်လူတွေရှိလူရှိထိရောက်သွားတော့လူတယောက်ကသူ့စိတ်က nervous ဖြစ်တယ်လို့ဘာလို့လုပ်ရမသိလို့လက်တွေကလည်းတုံလာတယ်လို့လက်တွေကလည်းအေးလာလို့ဖြစ်လာတယ်ဆိုတော့ဒါထုံးစံပဲရှင်းပြောရင်ဒါလူတိုင်းဖြစ်တဲ့အရာအဲ့ဒါကိုမှကျွန်တော်ပေါ်လည်းဖြစ်တယ်အဲ့ဒါကိုမှကျွန်တော်က script တွေကြက်ထားတာကြက်ပေါင်းမနေတဲ့အခါကိုကအဲ့လိုလူက nervous ဖြစ်နေတယ်လူကလုံးဝအဲ့လိုမျိုးကြောင်နေပြီးတော့ဘာလို့လုံးဝမသိဘူးဖြစ်နေတယ်ဆိုရင်တော့မှကိုယ့်ရဲ့ခေါင်းကကိုကြက်ထားဆိုင်မှတ်မိတယ်အဲ့ automatic ခေါင်းထဲမှာအစာတွေကပေါ်လာပြီပေါ်လာတဲ့အချိန်မှာကိုကပြောရင်းနဲ့ကိုက nervous ဖြစ်တော့ confidence တွေရှိလာပြီးလူတွေလည်းနားထောင်လာတယ်ဆိုတော့ဟုတ်ပြီ okay အဆင်ပြေတယ်ဗောဆိုပြီးတော့ကိုကလည်းခေါင်းထဲမှာရှိတဲ့ဆက်ပြောရင်းနဲ့အဲ့မှာကိုယ်စိတ်ထဲမှာအဲ့လိုကြောက်နေတဲ့အရာပျောက်သွားတာဒါပေမဲ့ကျွန်တော်ပထမဆုံးလုပ်ခဲ့တဲ့ presentation ဒုတိယတစ်မြောက်လုပ်ခဲ့တဲ့ presentation တတိယမြောက်လုပ်ခဲ့တဲ့ presentation တွေတခုမှမအောင်မြင်ခဲ့ဘူး၃ခေါက်ရှင်းခဲ့10ခေါက်လောက်မှကျွန်တော်အစီအပြေခဲ့တာ presentation လုပ်တာ10ခေါက်လောက်လူရှိသူရှိထွက်ပြီး presentation လုပ်တဲ့အချိန်ကျမှကျွန်တော်နည်းနည်းလေးကို confidence ရှိလာပြောလို့နေသားကြလာတာပထမဆုံးတစ်ခေါက်လုပ်တဲ့ဟာရှင်းပြောရင်မခံနိုင်ကြောက်နေရဘာပြောလဲမသိဘူးလုံးဝလူကြီးကအဲ့လိုစာရွက်တင်ဖတ်ပြီးလို့ audience လေးကြည့်ရလို့စာအုပ်လေးပြန်ဖတ်တယ် audience ကြည့်လို့စာရွက်ပြန်အဲ့လို nervous ကပို့ပြီးဖြစ်သွားရောစိတ်တုန်လုံးတဲ့ဟာရပို့ပြီးဖြစ်သွားရောအဲ့တော့နောက်ဆုံးရကိုကချက်တယ် practice လုပ်တယ်လုံးဝမကြောက်တဲ့အထိလုပ်တယ်ပြောရတဲ့ချောင်းလူတွေနဲ့ကျွန်တော်ရှင်းပြိုင်နေတယ်အဲ့တော့အဲ့အနေမှာတစ်စင်ကျွန်တော်ကိုပို့ပြီးတော့လူကလေးစားပါတယ်ကျွန်တော်ပို့ပြီးတော့လေးနဲ့ပို့ပြီးထားလာတယ်ပြောရရင်မတိုင်ခင်ကထက်ဆိုင်တော့ပို့ပြီးတော့လေးနဲ့ပို့ပြီးထားလာတယ်ဆိုတော့ဒါတွေပြတစ်ချက်ကိုကရှင်းပြလို့စိတ်ရှိမှရမယ်ယောက်ျားတစ်ယောက်အနေနဲ့တတိယတစ်ချက်ကကြာကိုမှ emotional က stability ဖြစ်ရမယ်ကိုယ့်ရဲ့စိတ်နေစိတ်ထားငြိမ်ပြီးတော့အဲ့လိုတည်ငြိမ်နေမှခုနပထမဆုံးပြောခဲ့တဲ့ဟာနေတော့စင်လို့ဒါပေမဲ့ဒီတော့ကြာတော့အကုန်လုံးချုပ်ပြီးပြောတာမင်းစိတ်တုန်နေတဲ့ချိန်မင်းလိုလူတွေကအဲ့လိုအားကြအောင်မင်းလိုလူတွေကအဲ့လိုမနာလိုအောင်ပြောနေတဲ့အချိန်မင်းစိတ်ကိုမင်းမထိန်းနိုင်ဘူးမင်းရဲ့ emotions ကိုမင်းရဲ့ကိုယ်ပိုင်စိတ်နေစိတ်ထားမင်းရဲ့ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ဟာတွေကိုမင်းမထိန်းနိုင်ဘူးဆိုရင်မင်းဘာဖြစ်မလဲနော်လူတွေကိုထိုးမယ်မင်းပြောချင်တာကြီးရှောက်ပြောမယ်ဆဲဆိုမယ်ဘာညာလုပ်မယ်ဆိုမင်း overall အဲ့ဒီ attractive ဖြစ်တဲ့ trait ကြီးအကုန်ပျောက်သွားတယ်မင်းတီဆောက်ခဲ့တဲ့ personality တွေတခုမှကြံကုန်ပျောက်သွားတယ်လူတွေမင်းပေါ်မြင်တဲ့အမြင်နဲ့ပြောင်းသွားမှာဟာဒီကောင်ဒီလိုပြောကြီးဟာဒီကောင်ဒီလိုမျိုးပြောရပါဒီကောင်လူမျိုးဖြစ်သွားပါလားဆိုပြီးလူတွေကမထင်ကြရောအဲ့မှာမင်းတီဆောက်ခဲ့တဲ့ဟာကိုပြည့်သွားပြီရှင်းပြောရင်လူတယောက်ဖြည့်ဆည်းဖို့အတွက်ဆိုတာရှင်းပြောရင်လွယ်လွယ်လေးတကယ်တမ်းလွတ်တက်ရင်လွယ်လွယ်လေးပဲသူရဲ့ character ကိုဖြည့်ဆည်းဖို့အတွက်ရှင်းမယ်လွယ်လွယ်ပဲဒါပေမဲ့
အဲ့ဒါကြောင့်လေကိုရီယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်ကိုရီရဲ့စိတ်ကိုထိန်းနိုင်မှရအောင်ကိုရီရဲ့စိတ်ကိုထိန်းချုပ်ထားမှရမှာစိတ်ကကိုရီထိန်းချုပ်လို့မရအောင်ကိုရီရဲ့စိတ်ကိုပြင်ပြီးထိန်းချုပ်မှရမှာစိတ်သာကိုရီကိုထိန်းချုပ်ထားရဲဆိုရင်လှုပ်ချင်တာလှုပ်ပြီလေအဲ့ကောင်ကအဲ့ဒီစိတ်ဆိုတဲ့ကောင်ကသူလှုပ်ချင်တာသူလှုပ်ပြီလေသူလှုပ်ချင်တာသူလှုပ်တော့မှာအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးမဖြစ်တင်ဘူးကိုယ့်ရဲ့စိတ်ကိုကပဲကိုယ့်ရဲ့စိတ်ကိုပြင်ပြီးထိန်းချုပ်ရမှာကိုကပဲကိုယ့်ရဲ့စိတ်ကိုပြင်ပြီးထိန်းချုပ်နေမှာအဲ့ဒါမှကိုရီဒီဘဝမှာကိုရီလိုချင်တဲ့ຢာတွေကိုရလာမှာအဲ့တော့ emotion နဲ့ကိုယ့်ရဲ့ emotion ကိုကိုယ့်ရဲ့စိတ်ဆရာအောင်ထိန်းချုပ်ဖို့အတွက်အလွယ်ဆုံးနဲ့အမြန်ဆုံးနဲ့တိတိကျကျအသက်ရောက်ဆုံးနည်းလမ်းကတရားထိုင်တာပဲ there's no other ways တရားထိုင်တာပဲတနေ့10မိနစ်တိုင်ဝမ်လေးချပြီးတရားထိုင်နေတိုင်းဒီပါတရားထိုင်ကြည့်တစ်ချိန်ရောက်သွားတဲ့အခါကျမင်းရဲ့စိတ်ကလုံးဝကြည်နေပြီးတော့မင်းစိတ်ထဲမှာဘာတွေစဉ်းစားနေလဲဘာတွေတွေးနေလဲဘာတွေပြောချင်တာလဲဆိုတာပါမင်းအကုန်လုံးမြင်လာနိုင်လိမ့်မယ်ဒါတွေကိုကျွန်တော်အလကားပြောနေမှာကျွန်တော်ကိုယ်တိုင်မတိုင်ခင်ကလုတ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်မတိုင်ခင်လည်းတရားထိုင်တာတွေနေတိုင်းဒီပါကြီးလုတ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဒီစကားကြီးကျွန်တော်ပြောနိုင်တယ်ကျွန်တော်ကိုယ်တိုင်သိလို့အဲကြောင့်ဒီအကြောင်းကြောင့်ကျွန်တော်ပြန်ပြီးတော့မြောက်ဝင်ပြီလားဆိုတော့တရားချက်အနေနဲ့ကိုယ်ရတရားဖြစ်လာတဲ့အချိန်ကိုယ်တကယ် attractive ဖြစ်စေတာဒီကိုယ့်ရဲ့ emotional stability နဲ့လည်းဆိုင်တယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိန်းချုပ်နိုင်တဲ့နေရာမှာလည်းဆိုင်တယ်စဉ်းစားကြည့်ကွာယောက်ျားနေ့ကပထမတစ်ယောက်ကတခြားတစ်ကောင်ကဒီကောင်ကိုစိတ်တုံအောင်ပြောလိုက်တယ်အဲ့ကောင်ကိုစိတ်တုံပြီးတော့ရှောက်ပြီးတော့ဟဲ့အောင်မင်းဘာကောင်လဲကွာထိုးမလားချမလားကွာဆိုပြီးတော့ပြောတဲ့တစ်ကောင်နဲ့နောက်တစ်ယောက်ကကြာတခြားသူ့ညီကြီးတစ်ယောက်ထားပါတော့အဲ့သူ့ရန်ဆိုင်တယ်ဘယ်နှဖြစ်လိုက်လဲဆိုတော့တိုင်းအမထားပါတကယ်ချင်းငါမင်းအဲ့လိုမျိုးပြောတာငါမကြိုက်ဘူးငါရဲ့ personality ကိုလည်းထိလို့ငါရဲ့ character ကိုလည်းထိတယ်အဲ့တော့မင်းနောက်မပြောပြဖို့အတွက်ငါမင်းကိုတောင်းဆိုခြင်းတယ်စိတ်အေးလေးနဲ့ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ထားပြီးတော့ကိုကပြောလိုက်အများကြီးမကောင်းတဲ့ဟာတွေအကုန်လုံးကိုအဲ့မှာတကယ်တခါလေကိုကအကုန်လုံးပိတ်လိုက်လို့ဖြစ်သွားပြီရှင်းပြရင်မကောင်းတဲ့ဟာတွေတခုမှမထွက်လာတော့လူတွေလည်းကိုလေးစားလာလူတွေလည်းကိုဟာဒီကောင်တကယ်ကောင်အမျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်ပါလားဆိုပြီးကိုယ့်စိတ်ထိန်းထားပါတော့ဒါဒီကောင်တကယ်အမျိုးပါလားဆိုပြီးလူတွေကအမှထင်ကုန်မှာထင်သွားမှာဟာဟုတ်တယ်ပေါ့ဆိုပြီးတော့အဲ့တော့ကိုက attractive ဖြစ်စေနေမှာကိုယ့်ရဲ့စိတ်ကိုလည်းကိုထိန်းချုပ်နိုင်မှလည်းရမယ်ကိုယ့်ရဲ့စိတ်ကိုယ့်စိတ်ထဲမှာဖြစ်လာတဲ့စိတ်ဘောင်းစုံကိုထိန်းချုပ်နိုင်မှရမယ်အဲ့ဒီစိတ်ဘောင်းစုံမထိန်းချုပ်နိုင်တဲ့အချိန်မှာလည်းကိုဒီအဲ့ဒီစိတ်တွေအရင်ဆုံးမြင်မှရမယ်အဲ့လိုမြင်ဖို့အတွက်ကိုဒီနေတိုင်းတရားထိုင်တာဖို့လိုရတယ်နေတိုင်း10မိနစ်တရားထိုင်တာဖို့လိုရတယ်ဆိုတော့တရားတစ်ချက်လေးစတုဒ္ဓမြောက်ချက်ကဒါနည်းနည်းတော့ဖြစ်နေမယ်ဒါလူအများစုယောက်ျားထားပါယောက်ျားလေးအများစုမှာ10ယောက်ရှိရင်အနည်းဆုံး2ယောက်3ယောက်လောက်ပဲဒါလေးကိုဒါဒီတစ်ချက်ကိုကောက်ကနေလုပ်နိုင်ကြမှာအဲ့ဒါဘာလဲဆိုရင်အဲ့လိုပြပြမယ် mystery center ပေါ့ mystery center နဲ့ကိုနေတာပေါ့ပြောရင်ကို့အကြောင်းကိုတော့မသိမသိကြအောင်ကိုကတော့အကြောင်းမှနာမည်ကြီးတယ်ဒါပေမဲ့ကို့အကြောင်းကိုတကယ်သိရတကယ်ကျွမ်းဝင်သိရဆိုလို့ကိုဘေးနာလူမျိုးရှိတယ်အဲ့လိုမျိုးစဉ်းစားကြည့်ကွာအကြောင်းမှနာမည်ကြီးနေအကောင်နာမည်ရန်ထွက်ဟာအကောင်ဟိုတနေ့ကဒါကြီးလုပ်ခဲ့တာအကောင်အဲ့တယောက်လားဟုတ်လားအဲ့တယောက်ကြီးလားဟာဆိုပြီးတော့မင်းကလေးရာစားမင်းနာမည်ကိုခေါ်နေမင်းနာမည်ကိုပြောနေတယ်ဒါပေမဲ့မင်းအကြောင်းကိုတကယ်သိလားဆိုတော့ဘယ်မှမသိဘူးမင်းနာမည်ကိုတော့သိတယ်ဒါပေမဲ့မင်းကဘာတူလဲမင်းကဘယ်ကလာလဲမင်းကဘယ်မေဂျာမှာတက်နေလဲမင်းကဘယ်အကြောင်းမှာတက်နေလဲမင်းကဘာလုပ်တာလဲမင်းကအသက်ဘယ်လောက်လဲမင်းမကောင်လေးတတ်ပါတော့မင်းမကောင်မလေးရှိလားဒါမှမဟုတ်မင်းမင်းကလေးဆိုလည်းမင်းမကောင်လေးရှိလားဆိုတော့အဲ့လိုဘယ်သူမှမသိတဲ့ပုံစံမျိုးကိုကနေဥမာ social media ဆိုလည်းဟာအဲ့ဒီတယောက်ကနာမည်ကြီးနေဟုတ်လားအဲ့ဒီကောင်လေးနာမည်အဲ့ကောင်လေးကချောတယ်အဲ့ကောင်လေး social media ကောက်ရှိလာမှတည်ပြီးတော့တောင်းကြည့်ဦးမှဒါမှမဟုတ်တောင်းကြည့်ဆိုတော့သူတို့ main ကလေးကသူတို့အဲ့ဒီသူတို့သဘောကျလို့ပဲသူတို့ crush နေလို့သူတို့ရဲ့ account တွေကိုသူတို့က social media မှာတွားချက်တယ်လေအဲ့တော့သူတို့ကအဲ့ဒီနာမည်တိထားရင်တော့မှရပြီနာမည်တိပြီဆိုတော့ねသူတို့ကအဲ့ဒီ account တွေကို Facebook မှာ Instagram မှာ TikTok မှာ Snapchat တွေမှာကိုတွားချပြီအာမန်တရားတွားချပြီသူတို့ဒါပေမဲ့မင်းကအဲ့လိုမျိုးကို mystery လိုပုံစံမျိုးနေနေတယ်အဲ့လိုလူတွေသိမသိတဲ့ပုံစံမျိုးနဲ့နေနေတဲ့အခါ social media တော့မသုံးတော့ social media တော့မသုံးတဲ့အခါမင်းရဲ့ account ကိုတောင်းတယ်သူကရှာတွေ့မှာမဟုတ်ဒါအမှန်တမ်းကျွန်တော်ကိုယ်တိုင်လုပ်နေတာဟာကျွန်တော်ကိုယ်တိုင်ကျွန်တော် social media တော့သိနေမသုံးဒါပေမဲ့ကျွန်တော် social media မသုံးဆိုအဲ့လိုမျိုးဖြစ်နေလို့မဟုတ်ပါဘူးဒီတိုင်းတစ်ခါလေကျ social media သုံးတဲ့ချိန်ကြကိုအချိန်ဖြုံးလို့ခံစားလို့ဒါ social media မသုံးမထားတာ profile လည်းဖြတ်ထားတယ် profile ပုံလည်းမထားတာအဲ့ဒါရှင်းပြတယ်ကိုယ့်အတွက်အသုံးမဝင်ဘူးထင်လို့ကိုယ့်အတွက်အသုံးမတည့်ဘူးထင်လို့ဒါကျွန်တော်ရဲ့ Facebook profile ကျွန်တော်ပုံတော့မတင်ထားဘူးဒီတိုင်းပဲ blind ထားတာ
ဒါပေမဲ့မင်းကအဲ့လိုမျိုးကိုယ့်ရဲ့အဲ့လို social profile နဲ့နေတကယ်အပြင်လက်တွေ့မှာပဲနေအဲ့လိုလူတွေတိတ်မသိတဲ့ပုံစံမျိုးနဲ့နေလာတဲ့အခါလူတွေက main ကို attractive ပို့ပြီးဖြစ်စေလို့မျိုးခံစားစေနိုင်တယ်မျိုး attractive ဖြစ်တယ်ဆိုပြီးတော့လူတွေအများစုကမျိုးမြင်စေနိုင်တယ်မြင်လာကြမှာအဲ့ကနေမှရှင်းပြမင်းလို့ရှာမင်းလို့ရတယ်မင်းလို့ရှာလို့ရပြီးတော့ဘယ်လိုမျိုးပြောမှာမဟုတ်နော်မင်းလို့ရှာလို့ရပြီးတော့ main လိုချင်တဲ့အရာတွေကိုမင်းရအောင်လုပ်ယူလို့ရပြီညီအများကြီးရှိတယ်ဘယ်သူမှမင်းမသိဘူးဘယ်သူမှမင်းကိုမသိဘူးမင်းရဲ့ social media လည်းမသိဘူးမင်းကဘယ်သူမှမင်းမသိဘူးအဲ့တော့ရှင်းပြမင်းရဲ့ဘဝ private ရန်ဖြစ်နေမင်းဘဝကဘာဖြစ်လဲဆိုတော့လူတွေဘယ်သူမှမသိတော့အဲ့တော့မင်းဒီလှုပ်ရှားနေလို့ရတယ်အဲ့တော့လူတွေသိသွားမှစိုးလို့လူတွေများအမှန်တကယ်အဲ့ဒါကျွန်တော်အာရုံနောက်ဆုံးဟာပဲလူတွေသိသွားမှကျွန်တော်အာရုံရမ်းတော့တယ်လူတွေသိသွားမှကျွန်တော်ရမ်းကြောက်တယ်ကြောက်ရဆိုတော့ insecure ဖြစ်လို့ကြောက်တာမဟုတ်ဘူးလူတွေကျွန်တော်ဘာလို့လဲဘာဖြစ်လဲဆိုတော့သိသွားတဲ့အခါအပြင်တစ်ခါသွားတိုင်းကိုတွေးရလူဆိုဟာရန်သားကြီးမင်းဒါကြီးလုံနေလားမျိုးကလုံနေလားဆိုတော့ကိုလာမိပြီကျွန်တော်အဲ့လိုမျိုးကိုလုံနေတဲ့အရာတွေကိုအဲ့လိုအလုံးလုံနေတဲ့ goals တွေပန်းနာတွေပေါ်ကျွန်တော်အဲ့လိုလုံနေတဲ့အခါတော်လူဆိုကျွန်တော်တိတ်ပြီးပြောပြချင်ဘာလို့ပြောပြမှာရေးမှမကြည့်တာကိုရဲ့ဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲသိမှာပဲမဟုတ်လားဘာဖြစ်လို့ကိုကတခြားလူတော့ပြောရအောင်မှာတော့ကိုကိုယ်တိုင်သိနေရပြီလေကိုကိုယ်တိုင်နောက်ဆုံး achieve ဖြစ်သွားပြီတော့သူရလက်ထွက်လာတယ်တော့ result ထွက်လာတယ်ဆိုလူတွေသိသွားမှာပဲလေမဟုတ်လားအဲ့လိုလုံးနေတဲ့အချိန်တွင်းမှာကိုကတခြားလူတွေတော့လူတွေကိုသွားပြီးပြပြစရာအကြောင်းမရှိဘူးအဲ့တော့ကိုယ့်ရဲ့ဘဝအဲ့လို social media မှာအရန်ကြီးဘာညာဖြစ်နေတယ်လုံးဝ hot ဖြစ်နေတယ် post တွေဘာညာတင်နေတယ်ကိုယ့်အကြောင်းလူတိုင်းသိရဆိုရင်ပြင်းစရာကောင်းသွားတယ်ရှင်းပြရင် main ကလေးနေနေဆိုအဲ့ဒါပြင်းစရာရန်ကောင်းတာဟာသူတို့အကုန်သိတယ်သူတို့မသိရဆိုဘာမှမရှိသူတို့မသိဘူးဆိုရင်သူတို့ရအောင်သိအောင်လုပ်တယ်အဲ့တော့ကိုကအဲ့လိုမျိုးမသိတဲ့ပုံစံမျိုးလို့ mystery ဖြစ်တဲ့ပုံစံမျိုးနဲ့နေနေဆို main ကလေးရဲ့စိတ်ကိုပို့ပြီးတော့စိတ်ဝင်စားသွားစေနိုင်တယ်ရှင်းပြောရင်ဒါ key ပဲဒါလုံးဝမင်းကအဲ့ဒီတစ်ချက်ကိုတကယ်ပန်းပန်းနဲ့လုံနိုင်နေဆိုရင်မင်းတကယ်မင်းတို့ရှာမင်းလို့ရတယ်ရှင်းပြောရင်မင်းတို့ရပြီဆိုခုနပြောသလိုမျိုးနော်ဘယ်လိုမျိုးပြောအောင်မဟုတ်ဒီတိုင်းလူတွေမသိတဲ့အခါမင်းတို့ရှာမင်းစားလို့ပြီးလို့ရတယ်ဆိုတာမြောက်ချက်ပစ္စမမြောက်ချက်နားချက်မြောက်ကကြာကိုယ့်ရဲ့ lifestyle ကရေမှန်းချက်ပေါ်မူတည်ပြီးတော့ပဲကိုကနေရမယ်ပြောချင်တာမနေ့ကနိုးလာတယ်ဖုန်းသုံးတယ် social media ကြီးတယ်ပြီးတော့ရင်မက်ဆာစာဘာညာဒါတော့ပဲလုပ်တော့တယ်ဘာမှကိုတကယ် passionate ဖြစ်တယ်ကိုတကယ်ကိုပြောရင်ဒီဘဝကိုရောက်လာတဲ့အကြောင်းရင်းကဘာလဲကိုယောက်ျားတယောက်နေနဲ့ဒီဘဝကိုငါဘာဖြစ်လို့ရောက်လာလဲဘာဖြစ်လို့ဒီအချိန်ကြာမှငါဒီလိုမျိုးနေရာမျိုးမှာယောက်ျားလေးတယောက်နေတာဖြစ်လာရလဲနောက်တော့ဘာကောင်းကျိုးတွေရှိလို့နောက်တော့ဘာအကျိုးတွေရှိလို့ဒီကဘာပေါ်မှာရောက်လာလဲဆိုတော့စဉ်းစားပြီးတော့ကိုကတွေးနေမှရမယ်တွေးနေဩငါဒီကောင်ရောက်လာဆိုတော့ငါလူတွေကောင်းကျိုးပြုဖို့ဒါမှမဟုတ်ငါရဲ့မိသားစုကိုငါဒီຫນွေကြီးအစဉ်ပြီးတော့ငါလွတ်မြောက်လုပ်ပေးဖို့လို့မဟုတ်လေကိုကလူတွေကိုလိုမျိုးကူညီပေးဖို့ဆိုပြီးတော့ကိုကအဲ့ဒီနေရာမှာကိုကဒီမန်ချက်တွေစပြီးရှိလာတဲ့အခါအဲ့ဒီနေရာမှာအဲ့ဟာနေမှာစပြီးတော့ခင်ဗျားရဲ့ဘဝစပြီးတော့ပျော်လာမှာမတိုင်ခင်ကပျော်ရွှင်မှုတွေမှညာသွားအဲ့ဒီနောက်နေမလိုက်နဲ့ပျော်ရွှင်မှုနောက်မယ်ပျော်ရွှင်မှုဆိုတာရှင်းပြရင်ယောက်ျားလေးတက်ဘာမှမဟုတ်တယ်အားပျော်ရွှင်မှုဆိုတဲ့အရာဒီခဏတာအရာလေးပဲခဏတာအခုချက်ချင်းကွာထားတော့အခုချက်ချင်းမှာမင်းတို့ချင်းတဲ့အရာတစ်ခုပစ္စည်းတစ်ခုရင်တော့အခုချက်ချင်းခင်ဗျားရဲ့လက်ထဲပေးလိုက်မယ်ခင်ဗျားမှာပြောတော့ဟောမင်းတို့ဒါရုပ်ပေးတာကျေးဇူးပဲဆိုခဏလေးတာပျော်သွားတယ်နောက်လည်းပြီးရောမင်းအဲ့ဒီပျော်ရွှင်တဲ့ဟာကြီး feeling ရပြောက်သွားမှရှိတော့ကျွန်တော်ပေးထားတဲ့ပစ္စည်းကိုလေခင်ဗျာတန်ဖိုးထားခြင်းမှလည်းတန်ဖိုးထားတော့မှာအဲ့တော့ပျော်ရွှင်မှုဆိုတာရှင်းပြောရင်ခဏတာအရာလေးခဏတာ emotion လေ emotion ဆိုတဲ့အရာဒီလေခဏတာလေးပဲဒီခဏတာလေးမှာဖြစ်ပြနေတဲ့အကြောင်းအရာလေးတခုပဲဒါဗုဒ္ဓဘာသာဝင်တဲ့အကုန်သိတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်မှာဖြစ်လာတဲ့ဖြစ်ပေါ်လာတဲ့အရာတွေအားလုံးဒီခဏတာအချိန်လေးမှာပဲ temporary လေးပဲပြီးတော့ရင်ပျောက်သွားပြီရှိတော့အဲ့တော့ကိုကပျော်ရွှင်မှုအစားကိုယ့်ရဲ့ရည်မှန်းချက်ကဘာလဲကိုယ့်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကိုကအရင်ဆုံးရှာရမယ်အဲ့ဒါနေမှာတစ်စင်ကတနေ့ပြီးတနေ့လုံးယူသွားရင်းနဲ့မှာကိုယ်တပြည့်နဲ့ပြောလာမှာယောက်ျားတယောက်ရဲ့ပျော်ရွှင်မှုကအဲ့ဟာလားယောက်ျားတယောက်ကတကယ်လို့ပျော်ရွှင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုရင်ရှာကိုဒီကဘာဘောကိုကဘာတွေကိုကောင်းကျိုးပြုဖို့အတွက်ရောက်လာရဆိုတော့ကိုအရင်ဆုံးသိအောင်လုပ်အဲ့ဆိုရင်မင်းပျော်စရာမပြောနဲ့မင်းလူတွေကြားမှာ
attractive လည်းဖြစ်လာမယ်လူတွေလည်းမင်းကိုတိလာမယ်မင်း influence လည်းရလာမယ်မင်းကိုလူတွေလွှမ်းမိုးမှုလည်းရလာမယ်မင်းမအာဏာရလာမယ်မင်းမရှင်းပြရင်ကမင်းလိုချင်တဲ့ຢာအားလုံးရလာမယ်ပတ်စံတွေဘာညာမိန်းမတွေ relation တွေအစအကုန်လုံးမင်းစီရောက်လာမယ်မင်းစီလာမယ်တကယ်လို့မင်းသာမင်းရဲ့ purpose မင်းရဲ့ရည်မှန်းချက်မင်းရဲ့ရည်ရွယ်ချက်ပေါ်ပဲမင်းကအမြဲတမ်းအာရုံစူးစိုက်နေတယ်မင်းရဲ့အာရုံရည်ရွယ်ချက်ပေါ်မှာပဲမင်းကအမြဲတမ်းလုံးယူနေတယ်အဲ့ဒီအပေါ်ပဲမင်းအလုံးလုံးနေတယ်ဆိုရင်ရှင်းပြခုနကျွန်တော်ပြောခဲ့တဲ့အရာအားလုံးကခင်ဗျားတော့လိုက်လာတော့လိမ့်မယ်ပတ်စံ fame power everything အကုန်လုံးခင်ဗျားတော့လိုက်လာလိမ့်မယ်ဆိုတော့ဒါတွေကဒီနားချက်ဒီယောက်ျားတစ်ယောက်ကိုရုပ်ရည်ထက်ပို့ပြီးတော့ attractive ဖြစ်စေမယ်ပို့ပြီးတော့လူတွေအထင်ကြီးစီလာလူတွေပို့ပြီးတော့အထင်ကြီးတာတော့ထားပါတော့ပြောတော့ပါအထင်ကြီးတာတော့လူတွေခင်ဗျားကိုပို့ပြီးတော့လေးစားလာမယ်အချက်တွေပဲဖြစ်တယ်ဆိုတော့တကယ်လို့ခင်ဗျားကဒီနားချက်စလုံးရှိနေဒီနားချက်စလုံးကခင်ဗျားစီမှာရှိနေတယ်ဆိုရင်ခင်ဗျားရဲ့ဘဝဘယ်လောက်ထိတာယာမလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်လိုက်တော့ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြောနေသွားပါမယ်ဒီဗီဒီယိုကနေလည်းအရေးကြီးတဲ့တန်ဖိုးရှိတဲ့ information တွေအကြောင်းအရာတွေအားလုံးရသွားမယ်လို့လည်းပြောနေပါတယ်